အပိုင်စနေရဲ့အစမှာတော့နေကောင်းမိစားခွန်တိုကအလုတ်တွေလုပ်နေရအောင်တွေ့ရမှာပါထုံးစံအတိုင်း Ash ကတော့သူ့အလုတ်ရောင်စီသွားပြီးတော့အလုတ်တွေအရင်မလုပ်ဖို့လာစိတ်ပူနေပါတယ်အဲ့နောက်နှစ်ယောက်သားနော်လန်ရောအတူတူထမင်းစားဖို့ထိုင်ရမယ့်အချိန်မှာပဲဝင်ကြီးချုပ်ကပါအတူတူထိုင်လို့ရမလားဆိုပြီးလာပြောရတယ် Ash ကျင်းနေလားမကျင်းနေလားဆိုအောင်မျက်နှာသာကြည့်လိုက်ကြပါတော့ထမင်းစားရဲ့ဝင်ကြီးချုပ်ကဖះเจ้าစရင်ကိုခွန်တိုအစီရင်ခံထားရဲ့ဟာလက်ခံရရှိကြောင်းပြောကသူတို့စီမဲ့အစိမ့်မိုးရောထိချုံနိုင်လို့စိတ်အေးသွားပြီဖြစ်ကြောင်းလည်းပြောလိုက်ပါတယ်အကောင်စင်ပြေသွားပြီမဲ့ဝင်ကြီးချုပ်ကမော်စောရင်နဲ့ပတ်သက်ပြီးအဲ့ဒီကိစ္စကိုလုပ်ပြီးလို့ရမလားဆိုပြီးမေးလိုက်ပါတယ်ခွန်တိုကအဲ့ဒီကိစ္စဆိုတာဖះเจ้าကိုထိန်ချိုးဖို့ကိစ္စဖြစ်ကြောင်းသိပြီးခွန်တိုကနိုင်ငံရေးကိစ္စကြီးဖြစ်ရှင်ဖို့သူ့ကိုတောင်းဆိုနိုင်ရင်အခက်တွေ့နိုင်တယ်ဆိုပြီးတော့ပြန်ပြောပါတယ်အဲ့ဟာကြတော့ဥပဒေရေးရဌာနကိုပဲအကူအညီတောင်းပေးပါဆိုပြီးပြောလိုက်ပါတယ်အဲ့ဒီနောက်ခွန်တိုကပဲဖះเจ้าမှာသူဖြစ်ခဲ့တဲ့မော်ဆွမ်းအားကြောင့်နဲ့ပတ်သက်ပြီးတော့ဒုညင်ကြားရေးမှုနဲ့ကောင်လေးပေါင်းပြီးတီထွင်ခဲ့တဲ့အကာအကွယ်အတွက်လိုအပ်တဲ့မော်ဆွမ်းရင်နဲ့ကြိုက်ပြီးအတိပြုနိုင်ဖို့ကိုသူတို့အခုဆောင်ရွက်နေရဆိုပြီးလည်းပြောလိုက်ပါတယ်အဲ့ဟာကြီးရုံလုံးပေါ်လာတဲ့တပိုင်းနဲ့အကုန်အဆင်ပြေပြီလို့မှပြောလိုက်ပါတယ်။ဝင်ကြီးချုပ်ကခွန်တိုတော်ရလို့ချီကျူးပြီးတော့တကယ်လို့ Ash ကိုညီးမွေးလာပြီဆိုရင်အတိပေးပြီးသူ့စီကိုလာပါလို့ပါပေါ်တင်စလိုက်လိုက်ပါတယ်။ Ash ရဲ့မျက်နှာကြီးကိုကြည့်လိုက်ပါဦး။ခွန်တိုကနောက်ပြပြဆိုပြီးပြောလိုက်ပါတယ်။ခွန်တိုကအိမ်နောက်ဝင်ကြီးချုပ်ကိုဖះเจ้าမှာသူ့ကိုတကယ်ကိုရွေချက်ရှိရှိအသက်ရန်ရှာခဲ့ရအောင်ပြောပြပြီးဒီကိစ္စကိုအဆုံးထိလမ်းလျှော့ပဲဖော်ထုတ်ချင်တယ်ဆိုပြီးတေချာပြောလိုက်ပါတယ်။ခွန်တိုစိတ်ထဲမှာဖះเจ้าအတွင်းရဲ့အားလုံးကိုအများရှိမှဖော်ထုတ်ပြသနိုင်ဖို့လိုရလို့တွေးနေလိုက်ပါတယ်။တပတ်ကြာတော့ခွန်တိုကဖះเจ้าအောင်ထပ်လာခဲ့ပါတယ်။ခေါင်းစိမ်းကောင်လေးရတဲ့အန်အောကခမရအလုပ်ပြီးသွားရင်မလို့ထပ်လာဖို့မလိုတော့ဘူးလားဆိုပြီးတော့မေးလိုက်ပါတယ်။ခွန်တိုကအချိန်မို့အကြောင်းအတွက်စစ်ဆေးရေးလာတာဖြစ်ကြောင်းပြောလိုက်ပါတယ်။အဲ့ဒီအချိန်မှာခေါင်းစိမ်းကိုအနံကျစ်ကကောင်လေးကရောက်လာပြီးတော့ဒီကိုတခြားကဘာလူပွေလာလို့မရအောင်လို့ပြောကထွက်သွားဆိုပြီးတော့ခွန်တိုကိုမမရိုင်းပြောပါတယ်။ခေါင်းစိကောင်လေးကခွန်တိုဘက်ကနေကကွယ်ကဖះเจ้าမှာဒီလိုလူတန်းစားခွဲခြားအောင်တတ်မြစ်တယ်ဆိုပြီးထိုကောင်လေးကိုပြန်ခံပြောလိုက်ပါတယ်။ခွန်တိုကမိဘမက်ကလေးနဲ့အရက်သွားရီကိုစတင်ပေးနေတဲ့သူတယောက်ဖြစ်တဲ့အတွက်ခမရကလေးကချစ်ချောင်မဟုတ်ဘူးဆိုပြီးပြန်ကြံတွေးလိုက်ပါတယ်။ထိုကောင်လေးကလည်းစိတ်ဆိုးပြီးထိုးမလို့တဲ့အချိန်မှာဖုန်းတော်ကြီးနဲ့ Ash ကရောက်လာခဲ့ပါတယ်။အဲ့ဒီအချိန်ကျမှထိုကောင်လေးကတောင်းမှကဒီကောင်လေးကပြောနေရဝင်ပေးပါလို့ဆိုပြီးတော့ပြောလိုက်ပါတယ်။ Ash ကသူ့ကိုယ်ဝင်ပေးလိုက်တာလို့ပြောပြီးခွန်တိုယူရရနဲ့နောက်ကျရင်တော့ဆိုပြီးပြောလိုက်တော့ခေါင်းစိမ်းနဲ့ဟိုကောင်လေးကရှက်သွားပါတယ်။လူမြင်ကွင်းမှာအောင်သူ့လူကြီးကိုဂရုစိုက်နေရလုံးဝပြောမကောင်းတော့ဘူးပေါ့နော်။ဖုန်းတော်ကြီးကထိုကောင်လေးကိုတာဝန်ကျရနေရစီပြန်သွားဖို့ခါလိုက်ပါတယ်။အဲ့ဒီနောက်ခွန်တိုစီသွားကနေကောင်းပါရဲ့လားအဆင်ပြေလားဆိုပြီးတော့မေးလိုက်ပါတယ်။ခွန်တိုကကျေးဇူးကြောင့်အဆင်ပြေကြောင်းပြောလိုက်ပါတယ်။ခွန်တိုကသူ့ကိုနာမည်နောက်မှာဆမဆိုပြီးတော့ထည့်ခေါ်ပြီးဘာလို့ Ash ကြမှာဆန်ဆိုပြီးပြောင်းခေါ်ရလေလို့မေးလိုက်တော့ခွန်တိုက Ash နဲ့ကြာပို့ပြီးရင်းနှီးရှိလို့ဒါအဲ့လိုခေါ်တာဖြစ်ပြီးဖုန်းတော်ကြီးရောမိတ်ဆွေရတာဖြစ်လို့ဒီလိုခေါ်တာဆိုပြီးတော့ဒေကြီးကိုပြောလိုက်ပါတယ်။ဖုန်းတော်ကြီးခင်ဗျအသေးခွဲသွားပါအောင်။အဲ့နောက်သူတို့စင်မင်းနဲ့မင်းသားကပါရောက်လာပြီးတော့ဆူတောင်းဖို့လာလားဆိုပြီးမေးလိုက်ပါတယ်။မင်းသားခွန်တိုဆွဲခေါ်သွားပြီး Ash ကဒီကိုဘာလို့ပါလာလဲဆိုပြီးတော့မေးလိုက်ပါတယ်။လုံးစရာကိစ္စရှိလို့ဆိုပြီးပြောကမင်းသားကလည်းဒီကိုရောက်နေရဟိုတနေ့ကခွန်တိုဖြစ်ထားတဲ့ပကိစ္စနဲ့ပတ်သက်ပြီးတော့ဟိုအကာကိုရဲ့မှာသူတို့စင်မင်းဆူတောင်းနဲ့ဆွမ်းပါလားမပါလားစုံစမ်းနေကြရဖြစ်ကြောင်းပြောကအဲ့အကာကိုရဲ့မှာသူတို့စင်မင်းရဲ့ဆွမ်းမပါတာတေချာတော့ဖြစ်ကြောင်းခွန်တိုစီကိုပြောပြရင်ခွန်တိုကလည်းနားလေကသူတို့အစီအစဉ်ကိုစားကြပါရဲ့။အဲ့ဒီနောက်ခွန်တိုဟိုတနေ့ကထိခိုက်ခဲ့အထုံးအမြတ်ရုပ်ထုကြီးစီဆူတောင်းဖို့ထပ်သွားကြပါရဲ့။ရောက်တော့စင်းကိုင်ဆူတောင်းနေကြအတိုင်းကလေးကိုဆူတောင်းပြုဖို့လောက်ခိုင်းပါရဲ့။ခွန်တိုကအိတ်ထဲကမော့အတိုင်းတိုင်းပစ္စည်းကိုထုတ်လိုက်ပြီးရုပ်ထုရဲ့အရှိမထောင်းလိုက်ကမော်ဌာနကစံသက်ချက်တစ်ခုလုံးဆောင်ကျလို့ဆိုပြီးစင်းကိုင်ကိုပြောလိုက်ပါရဲ့။စင်းကိုင်ကအထုံးအမြတ်ဆူတောင်းချိန်မှာအဲ့လိုစံသက်ချက်တွေလုံးဆောင်တာဖះเจ้าအသက်မတင်တော့ဘူးဆိုပြီးစင်းကိုင်နဲ့နောက်ကဆူတောင်းတဲ့ကလေးကထုတ်ပြောကြပါရဲ့။ဒါပေမဲ့ဖုန်းတော်ကြီးချုပ်ကပါလာပြီးခွင့်ပြုရဲ့အတွက်ဒီစံသက်ချက်ကိုလုံးဆောင်ပါရတယ်။ဒီထဲမှာဝင်ကြီးချုပ်ပါလာပါတယ်။အဲ့နောက်ဆူတောင်းမှုပြီးရဲ့အချိန်မှာဆူတောင်းတဲ့အချိန်မှာစသခဲ့မော့အစွမ်းပမာဏကိုတိုင်းကြီးရဲ့အချိန်လွန်ခဲ့တဲ့3ရက်ကစသခဲ့ရဲ့မော့အစွမ်းနဲ့ဒီနေ့ကမကိုက်ဘူးဖြစ်နေကအရင်နေ့ကစသခဲ့ရဲ့မော့အစွမ်းတွေများနေကြအောင်ပြောလိုက်ပါတယ်။အဲ့ဒီနောက်ရုပ်ထုအောက်ကဝတ်ထားတဲ့အတိုင်းဒါပစ္စည်းကိုထုတ်ပြလိုက်ပါတယ်။ခွန်တိုနဲ့ဝင်ကြီးချုပ်ကမော့စွမ်းအပေါ်ရဘရောက်သွားရလဲဆိုပြီးတော့မေးလိုက်ပါတယ်။နောက်ပြီးသူတို့စင်မဲ့ဆူတောင်းခဲ့တဲ့မော့အစွမ်းအပေါ်ရောဘယ်ရောက်သွားလဲဆိုပြီးမေးပါရယ်ဖုန်းတော်ကြီးချုပ်ကတော့ဒီကိစ္စကိုမသိရဲ့အတွက်ကြောင်တောင်ဖြစ်နေပါရဲ့အဲ့အတောင်ဒီကိစ္စကိုသိနေရဲ့စင်းကိုင်ဘက်ကိုပဲတိုက်ရိုက်မေးလိုက်ပါရယ်ဖုန်းတော်ကြီးကပါယုံကြည်သူတွေရဲ့မြင့်မြတ်တဲ့ဆူတောင်းမှုရရဲ့မော့အစွမ်းတွေဘလို့ဖြစ်သွားလဲဆိုပြီးမေးတော့ပါရဲ့စင်းကိုင်ကမြင့်မြတ်တယ်လားဆိုပြီးတော့ပြန်ပြောကွာအတန်ကျဲကြီးရီပါတော့ရဲ့
ပြီးတော့ရီရအောင်လုပ်ပါနဲ့လို့ပြောကစစ်မှန်တဲ့နဖေကမာခဲတယောက်တည်းဆိုပြီးတော့ပြောလိုက်ကအခုမင်းတို့ကိုယ်ကွယ်နေတဲ့တကူကောင်းစံနဲ့မလောက်လေးမလောက်စားနဲ့ဖះလို့မဟုတ်ဘူးဆိုပြီးပြောပါရတယ်။အဲ့ဒီကျမှစင်းခိုင်ရမိတ်ဆက်တရှိပဲဆိုတော့အားလုံးသိတော့ပါရဲ့။စင်းခိုင်ရတခြားကပါလူတွေစင့်ခေါ်ပြီးဟန်ချက်ကိုတွေ့ဖယ်သွားစီရဲ့လောက်ရက်ကကဘာမြေကြီးကိုပို့ပြီးညဉ့်ညမ်းသွားစီမှလို့ပြောကမင်းတို့ကိုယ်ကွယ်ဖះအစိမ့်မို့ကိုထုတ်ပေးနေတဲ့သူတယောက်တသားပဲဆိုပြီးတော့ပြောပါရတယ်။ဖုန်းတော်ကြီးရတဲ့သူတို့နှစ်ဖះရဲ့ကောင်းချီရေးကြောင့်ဒါဒီတိုင်းပြည်ရဖြစ်လို့လားဆိုပြီးတော့ပြန်ချေပါပါရတယ်။ပြီးတော့စွဲရင်ထုံးမဲ့အချိန်မှာပဲစင်းကန်ကငါခိုးဆူဆောင်တဲ့မော်စွဲရဒီမှာပဲဆိုပြီးပြောလိုက်ပါရတယ်။ Ash ကလည်းစင်းကန်စီမှာပမာဏတေတိစပြင်းထန်တဲ့စွမ်းတချို့ကိုအာယုခံမိရဲ့မကြခင်ပောက်ခွဲရောမှာမလို့သူ့နောက်မှာနေဆိုပြီးတော့ခွန်တိုကောက်ဝယ်ပေးပါရတယ်။ပောက်ခွဲတော့မဲ့အချိန်မှာရုတ်တရက်ကြီးငြိမ်သွားကအဲ့ဒီပောက်ခွဲတော့မဲ့မော်တက်စင်ယူသူတော်စင်မဲကတူတောင်းလိုက်ပါရတယ်။သူတော်စင်မဲကပောက်ခွဲကရင်အနေရရှိမယ်လို့တွေးမိရတယ်။သူမရဲ့စွမ်းရည်ကိုထိပ်ပြီးတူတောင်းလိုက်တာဆိုပြီးတော့ပြောလိုက်ပါရတယ်။အဲ့ဒီနီလန်းကိုခွန်တိုစီကသိရဖြစ်ပြီးအရင်ကမိဆာမော်ကိုသူတက်စင်တော့ကလည်းခွန်တိုရဲ့အဲ့ဒီနီလန်းကိုအသုံးပြုရမလို့မှတ်မိနေရဆိုပြီးတော့ပြောလိုက်ပါရတယ်။အဲ့ဒီမှာပဲစင်းကောင်ကိုဖမ်းလိုက်ပြီးဖုန်းတော်ကြီးကတကယ်ရောမင်းတို့ရဲ့နဖေရရဲ့တင်ပြချက်တွေကသာကွက်ထပ်ပြီးမားနေရဆိုပြီးတော့ပြောလိုက်ပါတယ်။ခွန်တိုကအဲ့လိုမဟုတ်ပဲဘာလို့ယုံကြည်လဲဆိုတာအဲ့ဒီလိုပဲလွတ်လပ်ခွင့်မလို့ကြိုက်ရအောင်ကိုးခွင့်နိုင်တယ်လို့ပြောကသူတို့စင်ရမှာသဘောတူလိုက်ပါတယ်။ခွန်တိုအတွေ့အမှာဂျပန်နိုင်ငံမှာတော့ဘာသာရေးမတူတဲ့လူတွေကအများကြီးပဲလေဆိုပြီးတော့တွင်နေလိုက်ပါတယ်။စင်းကောင်ကလည်းမင်းရဲ့ဘာသာကိုငါလည်းယုံကြည်ပါတယ်လို့ပြောလိုက်တော့စင်းကောင်ကသူ့ကိုခွင့်လွှတ်ပေးလို့ရမလားဆိုပြီးတော့ပြောလိုက်ပါတယ်။အဲ့ဒီအချိန်မှာခွန်တိုကအဲ့အကြောင်းအရာတွေနဲ့ဒီဟာနဲ့တက်စီနော်လို့ပြောပြီးမင်းလုပ်ခဲ့အမှုတွေကလူတန်းမွေအလွဲသုံးစားမှုမော်ဆွမ်းအလွဲသုံးစားမှုတော်မီမိသားစုကိုအနေနဲ့ပြုစုမှုကြောင့်နိုင်ငံတော်တစ္ဆာဖောက်မှုအဖြစ်ဆွဲချက်တင်ရပါမယ်ဆိုပြီးပြောလိုက်ပါတယ်။အဲဒီနောက်တစ်လအကြာမှာခွန်တိုလည်းသူ့လုံလက်စားအလုပ်တွေဆက်လုပ်ကိုင်နေကအချိန်မို့ကြောင်းဒီမှာကလေးတွေများလာတဲ့အတွက်ငကိုစီစဉ်ထားတဲ့အထက်အတန်းတွေကိုခွဲဖို့တွန်းမြှုပ်ဖို့လုပ်ဆောင်နေရပါတယ်။သူတော်စင်မဲနဲ့မင်းသားကလည်းဆက်ဆံရေးတိုးတက်လာခဲ့ပါတယ်။အခုတော့အလုံးရှုံနေတဲ့ခွန်တိုကိုပိုင်တင်ချပေးခဲ့တင်ချအတန်းကိုနိုလန်ကိုပြောင်းတင်ခိုင်းမှုဆုံးဖြတ်ခဲ့အပေါ်ခေါင်းစဉ်ကောင်လေးကခွန်တိုဒီเจ้าကိုထပ်မလာတော့ဘူးထင်ပြီးတော့စိတ်ခောက်သွားအောင်ခွန်တိုကအချိန်ပိုကြောင်းတွေထပ်ပြီးဖွင့်မှာမလို့ဒီကိုစစ်စစ်ဖို့ကိစ္စအတွက်ထပ်လာရအောင်မယ်လို့ပြောမှသာခေါင်းစဉ်လေးကပြောသွားပါတယ်အဲ့ဒီနောက်အပြန်မှာနိုလန်ခွန်တိုကအရန်လူကြိုင်များပဲနော်ဆိုပြီးချီးကျူးနေပါတယ်ဘာကြောင့်လဲဆိုတော့ဝီကြီးကျုပ်ကပါခွန်တိုသူ့စီအလုံးလာလို့ဖို့ခေါ်နေလို့ပါဖះเจ้าကအပြန်ရောက်တော့ခွန်တိုဖုန်းတော်ကြီးကနားအောင်နှုတ်ဆက်ပါရဲ့။ဘာဖြစ်လို့လဲဆိုတော့ဒီတစ်ခေါက်ဖះเจ้าသူ့မိသားစုကအိမ်ပြန်ဖို့ပြောတဲ့အတွက်သူအိမ်ပြန်ရောက်မယ်ဖြစ်ကြောင်းပြောကတကယ်လို့သူဖះเจ้าပြန်လာတဲ့အချိန်သူ့ကိုဆက်လာတွေ့ပေးပါဆိုပြီးတော့တောင်းဆိုနေပါရဲ့။ခွန်တိုကလည်းနားလဲပြီးလို့ပြန်ပြောလိုက်ပါရဲ့။အဲ့ဒီနောက်တော့ခွန်တိုအလုံးစင်းကြီးရောက်တော့အက်ရှ်ကအိမ်ပြန်ဖို့လာကြပါရဲ့။အက်ရှ်ကရထားလုံးပေါ်ရောက်တော့မင်းကိုဝကြီးချုပ်ကသူ့စီလာအလုံးလို့ဖို့ပြောရဲဆိုပြီးတော့မေးလိုက်ပါရဲ့ခွန်တိုကသူတခိုင်းညှင်းလန့်ကြအောင်အက်ရှ်ကိုပြောလိုက်ပါရဲ့အက်ရှ်ကပင်လေစီခဏသွားဖို့ပြောလိုက်ကအမခွန်တိုကောင်းကအနားယူဖို့အတွက်သူပြင်ဆင်ထားကြောင်းရဲ့သူချစ်တဲ့အလုပ်တွေကိုလည်းအနားယူပြီးမှပြန်လုပ်ဖို့ရဲ့ဂရုတစိုက်ပြောနေပုံကြည့်ပြီးခွန်တိုတယောက်နှလုံးဖုန်တန်ခံစားရရကသူအက်ရှ်ကိုရှင်းမိပြီဖြစ်ကြောင်းဝန်ခံပြီးနားလိုက်ပါရဲ့အခုမှပဲလုံးဝဝန်ခံပါရဲ့အဲဒီနောက်သူနှစ်ဦးချစ်သူဖြစ်တဲ့ဟာကိုဂုံယူတဲ့အိမ်ပေါ်ရသူနှစ်ဦးအတွက်မုံအချို့ပဲအကြီးလုပ်ပြီးဇလန်းလေးရောက်ပြီးဆုံးသွားပါရတယ်။ဇလန်းလေးပြီးသွားဆိုပေမဲ့ special အပိုင်းတစ်ခုထပ်ထည့်သွားပါသေးတယ်။ကြည့်ချင်တယ်ဆိုရင်အခုဗီဒီယိုလေးကို like and subscribe လုပ်ပေးခဲ့ပါအောင်နော်။နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ပါမယ်။ See you